ဆရာမတို့မင်္ဂလာပါအတန်ကြားလားတန်ကြားပါလေဆရာပါပါတယ်โอเคဗနည်းနည်းလူဆောင်နေနေလေဒီမှာရှိမှာ surgical guide လုပ်တဲ့ဗီဒီယိုလေးဖွင့်ထားပေးတယ်ဗောနော်ကြည့်နေနေနည်းနည်းရှင်းပြပေးမယ်နည်းနည်းစောင့်ရင်းနဲ့ဒါလေးကြည့်ကြတာဗောနော်ဆိုတော့ကျွန်တော်တို့ကဒီ patient မှာဒီနေရာမှာစိုက်မယ်ဆိုလို့ရှိရင်သင်တန်းနှုန်းကပြောခဲ့တဲ့အတိုင်းပဲကိုစိုက်မဲ့သွားရဲ့ position size စသဖြင့်သဖြင့်ကို prosthetic driven planning နဲ့သွားပြီးတော့ကျွန်တော်တို့ကလောက်ရမှာဆိုတော့ခုနကတော့သူ့နေရာမှာ size လေးတစ်ခုကိုသွားခုလိုနေရာချတယ်ပေါ့နော်နေရာချပြီးလို့ရှိရင် plane တွေကိုစစ်တယ်ဟဲ့လား anterior plane posterior plane စသဖြင့်ပေါ့နော်သူတို့ဒါတော့လောက်ရတဲ့ process ပေါ့နော်ပြီးတော့ intraoral scan လုပ်ထားတဲ့ data နဲ့ဥပက DICOM data နဲ့နှစ်ခုကိုထပ်တယ်နော်ထပ်ပေါ့နော်နှစ်ခုကိုထပ်တယ်သူတို့ကအဲ့ဒီနှစ်ခုတေချာထပ်နိုင်တော့မှဟိုဖြစ်မှာပေါ့နော်အဲ့မှာမာကာလေးတွေပေးရတယ်အမအဒီရီယာဆိုလို့ရှိရင်အရှိကအားလေးကိုတစ်ချက်ပေးတယ်နောက်ဆုံးတစ်ချက်ပေးတယ်အဲ့ဒီနှစ်ခုကိုပြီးတော့သုံးနေရပါတော့ဆို data နှစ်ခုထပ်ဖို့အတွက်ကိုနော် data နှစ်ခုထပ်ဖို့အတွက်ကို data နှစ်ခုထပ်ဖို့အတွက်ကို queue စိုက်ပြီးတော့လုပ်ရတယ်ပေါ့နော်ဥဆိုရင်ဒါနှစ်ခုကအသားကျသွားပြီပေါ့နော်တစ်ဖက်တည်းကျသွားပြီပေါ့ကျသွားတဲ့အချိန်မှာ assignment နေရာကိုပြန်ကြည့်တယ်ပြန်ကြည့်ပြီးလို့ရှိရင်implant ကိုနေရာချနေရာချနော် implant နေရာချ size ရွေးတယ်ပေါ့နော် size ရွေးတယ် diameter ရွေးတယ်စနစ်ရွေးတယ်နော်အဲ့ sleeve လေးက direction ကိုရော size ကိုရောထိန်းပြီးတဲ့ sleeve လေးပေါ့အဲ့ sleeve လေးအတိုင်းကိုဝင်ရမှာပေါ့နော်အဲ့ဒီပေါက်တောင်းတဲ့ direction ဝင်သွားလို့ရှိရင်medial distal angulation နဲ့ buccolingual angulation ကမမှားဘူးdepth ကိုကြားတဲ့ခါကျတော့ depth ကိုကြားတဲ့ခါကျတော့အဲ့ sleeve လေးကထိန်းပေးထားတယ်ပေါ့နော်အဲ့ sleeve လေးကိုကြော်ပြီးတော့ထိုးထည့်လို့မရအောင်我的奶奶。နောက်ပေါ်ကဟာကျတော့ဒါဟိုပါပေါ့နော်guide တွန်းပေါ်မှာတင်ပြီးလို့ရှိရင်လောက်ရမယ် guide ပေါ့နော်guide ကမျိုးမျိုးရှိတယ်ပေါ့တရားတော့ single unit မို့လို့ single implant မို့လို့နည်းနည်းလေးဟိုတခါတချို့ကအပြည့်ဖြစ်ရှိမယ်ပြီးတော့တချို့ရတယ်ဆိုလို့ရှိရင်သူ့နေရာမှာသူနေရာပုံမှန်မှာရှိဖို့အတွက်ကိုfix လုပ်ရတယ်เนาะဖောက်ပြီးလို့ရှိရင်ဘုံနဲ့တဖုံးနဲ့ဖောက်ပြီးလို့ရှိရင်ဝုတ်နဲ့စုပ်ထားလို့ရတယ်စုပ်ထားလို့ရတယ်เนาะ retention တွေပါပေါ့ retention တွေပေါ့နော်အဲမှာမှန်မှန်ပြန်ကြည့်တာပေါ့အဲမှာနေရာစီဖြစ်တာမှန်မှန်ကိုကျွန်တော်တို့ကပြန်ချောင်းကြည့်လို့ရအောင်ပေါက်ဖောက်ပေးရတယ်နော်အားလုံးပြီးပြီဆိုတော့တို့အဲ့မှာဆက်လုပ်ရရှိရလို့နော်အဲ့ဒီအကောင်ကိုဒါတော့ report ထုတ်ပြီးလို့ရှိရင်ကျွန်တော်စီပြန်ပို့ပေးတယ်ဟလာဒီလိုလုပ်မယ်ဆိုပြီးပြန်ပို့ပေးတယ်ပေါ့နော်ဒီတော့ဒါဒီဗီဒီယိုလေးကတော့ဒါ guide လုပ်တဲ့lab မှာ guide လုပ်တဲ့စနစ်ရဲ့process အစအဆုံးဗီဒီယိုလေး recording လုပ်ထားတာကိုပြန်ဖွင့်ပေးတာပေါ့နော်ဘာလို့လဲဆိုတော့ဒါခင်ဗျားတို့တက်ဆရာမလိုဘူးခင်ဗျားတို့တက်ဆရာမလိုဘူးဟိုပါပေါ့
lab ကိုအဲ့ဒါလို့ရှိရင် lab ကတွတ်တူလုပ်လိုက်မယ် lab ကတွတ်တူလုပ်လိုက်မယ်နော်ဟိုဒါပေမဲ့ကျွန်တော်တို့အနေနဲ့က surgical guide သုံးပြီးတော့ထည့်မယ်ဆိုလို့ရှိရင်ဟလာတိတိကျကျထည့်လို့ရတဲ့အပြင်ကိုworry နည်းတယ်ပေါ့နော် worry နည်းတယ်ပေါ့ worry နည်းတယ်ပေါ့ worry နည်းတယ်ပေါ့ဆိုတာတိတ်ပြီးစိတ်ပူနေကြမလို့လွဲသွားမှာပါညာနော်လွဲသွားမှာပါညာစိတ်ပူကြမှာအဲ့တော့ကဲကျွန်တော်တို့15မိနစ်လည်းရှိပြီဆိုတော့စတာပေါ့နော်စတာပေါ့ဆိုတော့ကျွန်တော်တို့ကဒီနေ့နောက်ဆုံးနေ့ဆိုတော့မေးစရာရှိတာတွေပြင်ထားဆင်ထားတာပေါ့နော်ပြင်ထားဆင်တာနည်းနည်းလေးပြန်ကောက်သွားမယ်နော်နည်းနည်းလေးပြန်ကောက်သွားမယ်ကျွန်တော်တို့က basic implantology basic implantology course မှာဆိုပြီးလို့ရှိရင်ကျွန်တော်ဖွင့်နေဆိုပေမဲ့အဓိကကsingle implant treatment ဆိုရက်နော် single implant treatment ဆိုရက်တောတစ်ချောင်းတည်းကို implant နဲ့စိုက်ဖို့အတွက်စတင်နိုင်မှုဆိုရရည်ရွယ်ပြီးလို့ရှိရင်ကျွန်တော်သွားထားတယ်ပေါ့နော်သွားထားတော့ဒီရှိပိုင်းတွေကြော်လိုက်မယ်single implant treatment ဆိုတာကဟလာတောတစ်ချောင်းက missing ဖြစ်လို့ဖြစ်စေနော်ပြန်ပြီးတော့ restore လုပ်လို့မရတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့သွားကိုနှုတ်လိုက်ရလို့ရှင်အဲ့နေရာမှာ implant တစ်ခုထည့်ပြီးလို့ရှင်ပြန်ပြီးတော့ implant တစ်ခုထည့်ပြီးလို့ရှင်ပြန်ပြီးအစားထိုးပြီးတော့သွားဆိုင်တဲ့ကိစ္စကို single implant treatment လို့ခေါ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကwhen teeth cannot be prepared with adequate retention resistant form ဆိုပြီးလို့ရှိရင်ပြောတယ်ဟလာ crown to tooth ratio crown to root ratio က wise to 1အောင်မှမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်အဲ့တော့နှုတ်မယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ view ဆိုင်ရမှာကကိုက treatment ပေးမဲ့လူနာ implant ထည့်မဲ့လူနာမှာ systemic and local health factors တွေကဘာတွေသတိထားရမလဲဆိုတော့uncontrolled diabetes mellitus CJO chronic alcoholics chronic smokers နော် immunosuppressed IV bisphosphonates နော် IV bisphosphonates ကိုအရေးကြီးတယ်မမေ့နဲ့ပေါ့နော်ဘာလို့ကျွန်တော်တို့ဘုံနဲ့ healing လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအရေးကြီးတယ်နော်ဆိုတော့အဲ့ဒီအချက်တွေကတော့အဓိကအရေးကြီးတာပေါ့ကျန်တာတွေကိုကို clinic မှာကိုဟိသတိထားပြီးလို့ရှိရင်ဟလာ patient case selection လုပ်ပေါ့နော်နောက်တစ်ခါ patient satisfaction ဆိုတော့ခုနကတော့လိုပဲကိုက implant site ချင်တိုင်းအဲ့လိုမဖြစ်ဘူး patient ကပတ်စံပေးနိုင်အောင်မှနော်ဟိုဖြစ်နိုင်အောင်မှဆိုတော့အားကြောင့်မလို့ patient satisfaction လည်းလိုတယ်တခါတည်းကျလို့ရှိရင် patient လိုချင်တဲ့ treatment မျိုးဟာเนาะရိုးရိုးပုံမှန်ပေးလို့မရဘူးပေါ့နော်။မရှိသွားကျိုးသွားတယ်။အဲ့ဒါကိုပေးသွားနှစ်ချောင်းတွဲပြီးလို့ရှိရင်ပြန်စွတ်မယ်ဆိုတဲ့ဟာကိုပေးချက်မကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ single implant treatment အနေနဲ့ကျွန်တော်တို့ကပေးလို့ရတယ်เนาะ။အဲ့တော့ aesthetic zone လို့ခေါ်တဲ့နေရာဒီ anterior maxilla ပဲဖြစ်တယ်။နော်အဲ့ဒီနေရာမှာရှိတဲ့single implant တွေကို aesthetic zone မှာရှိတဲ့ single implant လို့ခေါ်ပြီးလို့ရှိရင် non aesthetic zone လို့ single implant တွေကြတော့ဘာလဲဆိုလို့ရှိရင်ဟာလာposterior maxilla posterior mandible anterior mandible နော် anterior upper 3 to 36မဲ့ anterior aesthetic zone လို့ကျွန်တော်တို့ပြောတယ် lower anterior တွေမပါဘူးเนาะ lower anterior တွေကယူလိုက်လို့ရှိရင်မပေါ်ဘူးเนาะနောက်တစ်ခါ quality and quantity of the bone ကိုထည့်ပြီးစဉ်းစားရမယ် bone ကလုံလောက်ရှိရလား quality ရောကောင်းရဲ့လားဘယ်လောက်လဲဆိုတာကိုထည့်ပြီးစဉ်းစားရမယ်ပေါ့နော်။များသောအားဖြင့် common ဖြစ်တဲ့ဟာတွေကတော့ပုံမှန်တွေက common ဖြစ်ပါတယ်။အရင်ကြီးပွားအရင်ကြီးကျစ်ဆိုတာတော့တွေ့ရရှားပါတယ်ဒါပေမဲ့ကျွန်တော်တို့က quality အရာပြောမယ်ဆိုလို့ရှိရင် type 2နဲ့ type 3ကိုကြိုက်တယ်1နဲ့4ကိုမကြိုက်ဘူးပေါ့နော်1နဲ့4မကြိုက်တယ်ဘာလို့လဲဆိုတော့1ကအရင်မာတဲ့ခါကျတော့ bone implant ထည့်ပြီးပေါ့လို့ရှိရင် resorption ပြန်ရှိနိုင်တယ်နောက်တစ်ခါအရင်အရင်ပါတဲ့ပြော့တဲ့ before ကြတဲ့ခါကျတော့လေခုနပြောသလိုပဲသူ့ရဲ့ stability နဲ့
အားကိုကျွန်တော်တို့ကထည့်စဉ်းစားဖို့လိုတယ်ပေါ့နော်အရင်ကြီးပြောတဲ့ခါကျတော့အဆင်မပြေဘူးเนาะအရင်ကြီးပြောတဲ့ဟိုဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ကတစ်မျိုးစဉ်းစားရမယ်เนาะနောက်က quantity ကြတဲ့ခါကျတော့များလေကောင်းလေပေါ့เนาะများလေကောင်းလေ quantity ဆိုတော့များလေကောင်းလေဟလာအနည်းဆုံးကတော့ကိုထဲမဲ့ implant diameter ရဲ့ပတ်လည်မှာ bigger than 2 mm bigger diameter ရှိရမယ်ကိုပေါင်းတာเนาะquality of bone ဟိုပါပေါ့ပြီးတော့ soft tissue ကလည်းကျွန်တော်တို့က gum ဒီဟလာ gum ကဘာဖြစ်ရမလဲ gum ဒီ keratinize sufficient ဒီငယ်ပဲဖြစ်ရမယ်ဒီငယ်ပဲဖြစ်ရမယ်ထူလေးကောင်းလေပေါ့เนาะနောက်တစ်ခါကျွန်တော်တို့ကလူနာကိုရွေးပြီးပြီဆိုတော့လူနာကိုရွေးပြီးဆိုတော့လူနာနဲ့ဟလာလူနာနဲ့စကားပြောပြီးပြီဟလာ consult လုပ်ပြီးပြီသဘောတူညီမှုရပြီးပြီစိုက်တော့မယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့က implant type ကိုစဉ်းစားရမယ် soft tissue type ဟလာ bone level implant ထည့်မှာလား tissue level implant ထည့်မှာလားဆိုတော့စဉ်းစားရမယ်เนาะအဲ့ဒါကတော့ရှိတဲ့အတိုင်းကိုပြောပြတာပေါ့เนาะအများသောအားဖြင့်တော့ bone level implant ပဲထည့်ရတာများပါတယ်เนาะအဲ့မှာ bone level နဲ့ tissue level နှစ်ခုကွာတော့ပြထားတယ် surgical technique မှာလည်း single implant aesthetic zone မှာရှိတဲ့ single implant ကိုထည့်မှာလားအဲ့ဒါကို immediate or delay ထည့်မှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့က single implant နဲ့ non aesthetic zone အရာ immediate delay ထည့်မှာလားဆိုပြီးတော့ဟလာ surgical technique ကိုကျွန်တော်တို့ကစဉ်းစားမယ်ဆိုတာနှုတ်ပြီးထည့်မှာလားမနှုတ်ဘဲနဲ့ထည့်မှာလားမနှုတ်ဘဲနဲ့ထည့်လို့မရဘူးမနှုတ်ဘဲထည့်လို့လည်းရတာပေါ့နော်မနှုတ်ဘဲနဲ့ထည့်ပြီးတော့လို့ရှိရင်ထည့်ပြီးတော့မှဘေးကဟာတွေနှုတ်ဆိုတော့မျိုးနဲ့တွားလို့ရတယ်လို့နှုတ်ပြီးတော့ socket preservation လို့ခေါ်တဲ့ socket ထဲကိုဘုံထည့်ပြီးတော့၎င်း socket ကို heal လုံးဝဖြစ်သွားတဲ့ထီတော့၎င်းစောင့်ပြီးတော့မှ delay ထည့်မယ်ဆိုလည်းထည့်လို့ရတယ်ဆိုတော့သိရမယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုနည်းနဲ့ approach လုပ်မယ်ဆိုတာကိုထပ်ပြီးတော့ရွေးမယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီ treatment ပေးတော့မယ်ဆိုလို့ရှိရင် procedure နဲ့ပတ်သက်ပြီးလို့ရှိရင်ပေးရမယ့် treatment procedure နဲ့ပတ်သက်ပြီးလို့ရှိရင်ဖြစ်နိုင်တဲ့ complication တွေ accident တွေ mishap တွေကိုကျွန်တော်တို့သတိထားရမယ်ပေါ့နော်သတိထားရမယ်နောက်ပြီးတော့တစ်ခါကျတော့ဟလာ adjunctive procedure လို့ခေါ်တဲ့ sinus lift လို့မျိုးเนาะ sinus lift လို့မျိုးalveoloplasty လို့မျိုး bone graft တွေ GBR လို့မျိုးဟာမျိုးတွေကိုလည်းကျွန်တော်တို့ကသိထားရမယ် repair လို့ခေါ်တဲ့ပြန်ပြင်ဖို့လိုတဲ့ treatment မျိုးတွေမှာလည်းပြန်ပြင်လို့ရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်တို့ပြန်ပြင်ပေးနိုင်တဲ့ဘုဒ္ဓနဲ့ knowledge နဲ့ဟလာဟိုသိရမယ် procedure တွေကိုသိရမယ်ပေါ့နော်အဲ့တော့ bone level implant ဆိုတာကတော့ဟလာဘုံထဲမှာမြုပ်ထားတယ်အပေါ်မှာလောကမရှိဘူး tissue level ကြတော့ tissue ပေါ်မှာနေဖို့အတွက်ဟလာပေါ်မှာကော်လာလေးပါတယ်ပေါ့နော်ကော်လာလေးပါတယ်ဒါ tissue level implant လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟလာဒါတော့ထပ်ပြီးတော့မပြောတော့ပါဘူးเนาะဟလာ no pain no mobility no damage to adjacent teeth no marginal bone loss no violation of maxillary sinus or floor of the nasal cavity no nerve damage ဒါအကုန်လုံးဖြစ်ရမယ်တဲ့ implant တစ်ခုဟာเนาะအဲ့တော့အဲ့ဒီ implant တစ်ခုကအဲ့လိုမျိုးတွေ successful treatment ဖြစ်ဖို့အတွက်ကဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ implant fixture ကို must be placed in a proper position သူ့ကိုတေချာပြင်ဆင်ပြီးလို့ရှိရင်တေချာတိကျတဲ့နေရာမှာထားခြင်းအပြင်ကျွန်တော်တို့ကimplant success ကိုခန့်မှန်းလို့ရတယ်ပေါ့နော် treatment success ကို predictable ဖြစ်သွားပြီပြီးတော့ဟလာ treatment procedure တွေကလည်း for all practitioners ဒီအတွက် easy and practical ဖြစ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကimplant treatment တစ်ခုပေးတော့မယ်လို့ကိုကပေးတော့မယ်လို့စစဉ်းစားလို့ရှိရင်ကိုယ့်ရဲ့အဲ့ဒီ treatment ကိုမပေးနိုင်ရခြင်းပေါ့နော် treatment ကိုမစနိုင်ရသေးခြင်းရဲ့ပြဿနာကိုသိအောင်လုပ်မယ်ဆိုလို့ရှိရင်အဓိကကျွန်တော်တို့ဒီဟလာ implant ဒီအထဲထဲမှာမြုပ်ထည့်ရတယ်ဘုံထဲကိုသွားထည့်ရတယ်ဘုံထဲမှာ position အနေထားအရာအပြောင်းအလဲတွေအများကြီးရှိတယ်အဲ့ဒီဟာတွေမမားခြင်းဘူးဟလာအကုန်လုံးဖြစ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ implant treatment တစ်ခုကိုပေးမယ်ဆိုလို့ရှိရင် implant ကိုဘယ်နေရာမှာထည့်မှာလဲဘုံရဲ့ဘယ်နေရာမှာထားမှာလဲထားခဲ့မှာလဲအဲ့ဒီရဲ့ထားခဲ့နေရာကိုဘယ်လိုဆုံးဖြတ်မှာလဲဆိုတာမှာကျွန်တော်တို့က3